ရွှေချောင်းလေးတွေမဟုတ်ပါဘူးနော် Blingo Kiss Proof Lipstick တွေဖြစ်ပါတယ်တနေ့လုံးခံပြီးရေတောက်ရင်တော့မပြတ်တဲ့ lipstick လေးတွေဖြစ်ပါတယ်မြန်မာနိုင်ငံအမျိုးသမီးတွေရဲ့ skin tone နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ lipstick collection အယောင်၄ရောင်ကိုထုတ်ထားပြဖြစ်တယ်စပြီးမစိုးခင်မှာနှာခမ်းရဲ့နှစ်ခုအယောင်လေးကို concealer နဲ့သုံးပြီးတော့ဖုံးပေးလိုက်မယ်ဒါမှနှာခမ်းနေဆိုတဲ့အခါမှာအယောင်ထွက်တာမှန်မှာပေါ့နော်ပထမဦးဆုံးဆိုပြမှာက04အယောင်လေးပေါ့နော်ဆိုတဲ့အခါမှာလည်းနှာခမ်းအတွင်းပိုင်းနေရာကိုအရင်ဆုံးထင်းထင်းလေးဆိုးပြီးလိုက်မယ်ပြီးမှလက်လေးနဲ့အပြင်ပိုင်းကိုတတလေးပုတ်ထုတ်ပေးလိုက်မယ်ဒီလိုဆိုးနည်းကထွက်လာတဲ့အယောင်လေးကိုပို့ပြီးတော့တဘာဝဆန်စီတယ်အပေါ်နှာခမ်းကိုလည်းအတွင်းပိုင်းကိုအရင်ဆိုးပြီးတော့အပြင်ပိုင်းကိုလက်လေးနဲ့ပုတ်ပေးလိုက်မယ်ဒီ color လေးကလုံးဝ powerful ဖြစ်ပြီး confident အပြည့်ရှိတဲ့အမျိုးသမီးလို့ခံစားရတယ် vintage ဆန်တဲ့အယောင်လေးဖြစ်ပြီးလူတွေကြားထဲမှာထင်းနေစေတဲ့အယောင်လေးဖြစ်တယ်နော်ဒုတိယတစ်ခုဆိုပြမှာက02 color ပဲဖြစ်ပါတယ်သူ့ကိုလည်းနှာခမ်းအတွင်းပိုင်းကိုထင်းထင်းလေးအရင်ချဲလိုက်မယ်ပြီးမှလက်လေးနဲ့ပုတ်ပေးလိုက်မယ်ဒီ color လေးကနင်းစီပန်းညိုရောင်လေးပေါ့နော်နူးညံ့ပြီးထူးခြားတဲ့ color လေးဖြစ်တယ်လူတွေနဲ့မတူညီတဲ့ fashion ကိုရီကိုသွေးတွေကိုဖော်ပြချင်တဲ့အခါမှာဒီအယောင်လေးကိုသုံးပြီးလို့ရပါတယ်တတိယတစ်ခုဆိုပြမှာက01အယောင်လေးပဲဖြစ်ပါတယ်သူကတော့မင်းကလေးဆန်ဆန်မီးခိုးရောင်တန်းနဲ့လိမ်မော်ရောင်လေးပေါ့နော်သူကိုနေ့စဉ်ကြောင်းသွားယုံသွားသူငယ်ချင်းနဲ့အပြင်ထွက်တဲ့အခါမှာဆိုလို့အရင်လိုက်ဖက်ပါတယ်အသားရောင်မရွေး outfit လည်းမရွေးတယ်အားလုံးနဲ့လိုက်ဖက်တဲ့ color လေးပဲနော်နောက်ဆုံးတစ်ယောင်ဆိုပြမှာက03အယောင်လေးပဲဖြစ်ပါတယ်သူကတော့အယောင်ရဲရဲလေးနဲ့စိုးလိုက်တာနဲ့အသားရောင်ကိုလင်းသွားစေတယ်လုံးဝဆက်စီဆန်ဆန်လေးမှုရေးကြီးတဲ့ဒိတ်သိန်းတို့ဒင်နာပွဲဝတ်စုံတွေနဲ့တွဲပေးရင်ရင်လိုက်ဖက်ပါတယ် color လေးကလည်းထင်းထင်းလေးဆိုတော့ပျော်ရွှင်တဲ့ vibe ကိုရစေတဲ့အယောင်လေးပေါ့နော်ပိုပြီးကောင်းတာက kiss proof လေးဖြစ်လို့ kiss ပေးတဲ့ခါမှာလည်းနှာခမ်းအယောင်မကျန်စေဘူးเนาะဒါကြောင့်ဝိုင်တောက်တဲ့ခါမှာလည်းခွက်ပေါ်မှာနှာခမ်းကြီးကျန်ခဲ့နေလို့ခဏခဏတုံနေစရာမလိုတော့ဘူးပေါ့နော်ဈေးကွက်မှာတော့စမဖြတ်နေဘူးတကယ်လို့ early bird အနေနဲ့စမ်းသုံးကြည့်ချင်တယ်ဆိုရင် Blingo lipstick collection ၄ခုပါပြီးမူရင်းစေ3,52,000ကိုပထမဆုံးအယောက်100အတွက်3,200,000နဲ့စီစဉ်ပေးမှာဖြစ်ပါတယ်မှာယူလိုပါက Blingo beauty ကနေဆက်သွယ်လို့ရပါတယ်เนาะ